ဒေးဗစ်ဟာရေကူးကန်ကိုအစားတောက်ဖို့ရင်းနေပဲသူ့ရဲ့ရင်ကိုအလှုပ်ခတ်နိုင်ဆုံးမိန်းကလေးတစ်ယောက်နဲ့ဆုံတွေ့ခဲ့ပါတယ်။သူမကတော့ဆမ်မာကိုမြင်မြင်ချင်းချစ်မိသွားတဲ့ဒေးဗစ်ဟာလက်ဟန်ချေဟန်စကားနဲ့ပဲပထမဆုံးတွေ့ဆုံခြင်းမှာတင်ချစ်မိသွားတာကိုယုံကြည်လားဆိုပြီးရဲရဲဝံ့ဝံ့မေးခွန်းထုတ်ခဲ့ပါတယ်။ကန်ကောင်းကျင်တော့ဆမ်မာကလည်းဒေးဗစ်ကိုမှတ်မိနေခဲ့ပါတယ်။အရင်ကနားမကြားသူများရေကူးကန်မှာဒေးဗစ်ကိုသူမမြင်ဘူးခဲ့တာပါ။တနေ့မှာတော့ဆမ်မာရဲ့စကူတာလေးပြတ်သွားတဲ့အခါဒေးဗစ်ကသူ့စကူတာကိုအငှားပေးပြီးကူညီပေးခဲ့ရကနေသူတို့နှစ်ဦးကြားမှာဖုန်းနံပါတ်ချင်းလဲလှယ်ဖြစ်ခဲ့ကြပါတယ်။ဒါပေမဲ့ဒေးဗစ်တယောက်စိတ်လှုပ်ရှားစွာနဲ့ပို့လိုက်တဲ့ message တွေကိုဆမ်မာစီကအကြောင်းပြန်စာမလာခဲ့ပါဘူး။တကယ်တော့ဆမ်မာဟာသူမရဲ့နားမကြားတဲ့ညီမလေးအောက်ထမအတွက်တနေ့လုံးအလုပ်တွေစူးစမ်းရင်းလက်ဟန်ချီဟန်စကားတွေတင်ယူရင်းနဲ့အရန်ကိုအလုံများနေခဲ့တာပါ။နောက်ဆုံးမှာတော့သူတို့နှစ်ဦးပြန်လည်ဆုံတွေ့ခွင့်ရခဲ့ပြီးဒေးဗစ်ရဲ့ဂရုစိုက်မှုတွေကြောင့်ဆမ်မာတယောက်အတိုင်းမသိပျော်ရွှင်ခဲ့ရပါတယ်။ဒေးဗစ်ကဆမ်မာကိုစူညံနေတဲ့ဘာတခုကိုခေါ်သွားတဲ့အခါဆမ်မာကကြောင်သွားခဲ့ပေမဲ့လော်ပီကာကလာတဲ့တုန်ခါမှုတွေကတဆင့်တချင်းတန်ကိုခန်းစားရအောင်ဒေးဗစ်ကဖန်တီးပေးခဲ့ပါတယ်။ဒီလိုနဲ့သူတို့နှစ်ဦးရဲ့အချစ်ရေးဟာတနေ့တခြားတိုးတက်လာခဲ့ပါတယ်။ဒါပေမဲ့ကန်ဂျမာကမျက်နှာသာပေးခဲ့ပါဘူး။ဆမ်မာရဲ့ညီမလေးအောက်ထမတော်တဆဖြစ်ပြီးစိတ်ယုံတက်လိုက်ရတဲ့အခါဆမ်မာတယောက်ကိုအပြစ်တင်စိတ်တွေနဲ့ဝန်းနေခဲ့ရပါတယ်။သူမဟာညီမဖြစ်သူကိုပဲအချိန်ပြည့်ပေးဖို့ဆုံးဖြတ်လိုက်ပြီးဒေးဗစ်ကိုလမ်းခွဲဖို့စကားဆိုခဲ့ပါတယ်။ကျမမှာနားမကြားတဲ့လူနှစ်ယောက်ကိုတပြိုင်တည်းပြုစုစောင့်ရှောက်ဖို့ခွန်အားမရှိဘူး။ဆိုတဲ့စကားကဒေးဗစ်ရဲ့နှလုံးသားကိုဓာတ်နဲ့မှုန်းတယ်လို့ခံစားလိုက်ရပါတယ်။ဒေးဗစ်ကတော့သူ့မိကိုဒီလိုပဲညီးတွားခဲ့ပါတယ်။ဆမ်မာကအရန်ကျင်နာတက်ပြီးတာဝန်ယူမှုရှိတဲ့မိန်းကလေးပါဒါပေမဲ့သူမကသူတစ်ပါးကိုပဲအမြဲရှေ့တန်းတင်ပြီးကိုကြတော့မိနေတတ်တယ်။